အားလုံးပဲမင်္ဂလာပါ book review by အောင်ခန်းဆို channel နဲ့ကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်တော့အောင်ခန်းဆိုဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်ဆီမထက်ကေခိုင်ရဲ့ဒုတိယမြောက်တစ်အုပ်ဖြစ်တဲ့အလုပ်ရှာနီအလုပ်ရနီအကြောင်းကိုကျွန်တော်ပြပြပြီးတော့မှဖြစ်တယ်အဲ့တော့ဒီစာအုပ်ထဲမှာကနှစ်ပိုင်းပါတယ်ပထမတစ်ပိုင်းကအလုပ်ရှာနီနောက်တစ်ခုကအလုပ်ရနီအဲ့တော့ဒီအလုပ်ရှာနီထဲမှာဘာတွေပြောထားသလဲဆိုရင်ကျွန်တော်တို့ဒီကိုကဘယ်လိုပုံစံမျိုးလဲကိုရဲ့ဒီpersonal identity ကိုကိုတေချာသဘောပေါက်ဖို့နံပါတ်1အရေးကြီးတယ်ဥပမာဆိုလို့ရှိရင်ကိုကတွတ်တိုက်လားကိုကအေးတိုက်လားဒါမှမဟုတ်ကိုက challenge တွေလောက်ရတာကြိုက်တာလား maybe တို့မကိုကစက်ပစ္စည်းနဲ့လေးလာတာကြိုက်တာလားဥပမာ main ကလေးဆိုလို့ရှိရင်လေမကျော်ဆက်ချုပ်တာတို့နောက်ပြီးတော့ဒီအိမ်လူမှုလုပ်ငန်းတွေလုပ်တာတို့လက်မှုပညာလုပ်ငန်းတွေလုပ်တာဒီပုံစံမျိုးကြိုက်တာလားအဲ့တော့ဒီဟာကျွန်တော်အရင်ဆုံးသိဖို့လိုတယ်ဘာကြောင့်မို့လဲဆိုတော့ဒါမှကျွန်တော်လုပ်ငန်းခွင်အယူမှမှာအဲ့တော့ဥမာအနေနဲ့ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်စကားတွေအများကြီးပြောရတာကြိုက်တယ်မတူညီတဲ့သူတွေမတူညီတဲ့နေရာတွေမှာမတူညီတဲ့အလုပ်တွေကိုလုပ်ရတာကျွန်တော်ပိုကြိုက်တယ်အဲ့တော့ကျွန်တော်ဒီခုလက်ရှိမှာကျွန်တော်ရောင်းနေပေတယ်မှာကျွန်တော် management level နဲ့ကျွန်တော်ရှိနေတယ်အဲ့တော့လူချင်းမင်းတို့လည်းမိတ်ဆွေတို့လည်းကိုယ့်ရဲ့ကိုဘာလဲကိုကဘယ်လိုပုံစံမျိုးလဲဘယ်လိုလူမျိုးလဲကိုကဘာတွေဖြစ်ချင်တာလဲဆိုတော့အရင်ဆုံးသိအောင်လုပ်ဖို့လိုပါတယ်ဒါမှတော့ကိုသွားမဲ့လုပ်ငန်းခွင်ကိုတည်တည်ချာချာရွေးနိုင်မှာဖြစ်ပါတယ်အဲ့တော့နံပါတ်1တစ်ချက်အလုပ်ရနီထဲမှာထိတ်ဆုံးအနေနဲ့ကျွန်တော်အလုပ်သွားလျှောက်ပြီဆိုလို့ရှိရင်မဖြစ်မနေတင်ရတာကကိုရောင်းတယ်လို့ခေါ်တာပေါ့နော်တင်ရတာက CV resume ဒါတွေပဲဖြစ်ပါတယ်အဲ့တော့ဒီထဲမှာ CV နဲ့ resume ရဲ့ကွဲပြားခြားနားချက်ကိုအသေးစိတ်ရေးထားတာဖြစ်တယ်နောက်တစ်ချက်က interview မှာကျွန်တော်တို့ interview တွေမှာတော့ဖြစ်တဲ့အချိန်ကြလို့ရှိရင်တက်မဖြစ်နေတာမျိုးနောက်ပြီးတော့အသက်ပြင်းနေခဏချနေရတာမျိုးဒီလို interview မျိုးကိုလည်းဒီဗီဒီယိုကြည့်နေတဲ့သူတွေတူတယောက်ချင်းစီမှာကြုံမှုမယ်လို့ယုံကြည်တယ်ဒါကဘာဖြစ်တာလဲဆိုတော့လုပ်ငန်းခွင်ကိုက20%ရာခိုင်နှုန်း30%ရာခိုင်နှုန်းအထက်ပို့ပြီးတော့မှလီလာမထားလို့ပဲလို့ဒါကျွန်တော်တို့တက်အပ်ပြောလို့ရတယ်အဲ့တော့ဒီရဲ့ interview တွေမှာကိုတိုင်ကလေးလာမှုအကောင်းကောင်းနဲ့ရှိနေမယ်ဒီမှာဒီကိုဝင်မဲ့လုပ်ငန်းခွင်ကိုအနည်းဆုံး30%ရာခိုင်နှုန်းတော့၎င်း40%ရာခိုင်နှုန်းတော့၎င်း50%ရာခိုင်နှုန်းတော့၎င်းပို့ပြီးတော့မှလေးလာနိုင်လေပိုကောင်းလေးဖြစ်တယ်အဲ့တော့ပို့ပြီးလေးလာထားဖို့လိုတယ်အဲ့တော့ဒီမှာဒါမှသာကျွန်တော်တို့ interview တွေကိုစိတ်ချလက်ချနဲ့တက်တာဖြေဆိုနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက် first day of the join day ဒီကျွန်တော်အလုပ်ဆောင်နေတဲ့နေ့မှာလည်းထိုးတူစွာပဲကိုယ့်ရဲ့ဒီလုပ်ငန်းခွင်ကမတူညီတဲ့သူတွေမတူညီတဲ့ကာချာတွေmaybe မတူညီတဲ့အစိတ်ပိုင်းတွေအတွေ့အကြုံတွေကြုံရအောင်ကြုံရနိုင်မယ်အဲ့တော့ကျွန်တော်စောနာပြောသလိုပဲဒီကိုယ့်ရဲ့လုပ်ငန်းကိုကမလေးလာထားဘူးဆိုလို့ရှိရင်တော့ဒီလုပ်ငန်းခွင်မှာကောင်းတောင်းနေဖြစ်နေမယ်ကြောင်းတောင်းနေဖြစ်နေမယ်ဘယ်သူနှုတ်ဆက်မှမသိဘယ်သူပြောပြလို့ပြောပြမှမသိဘယ်သူကဘာမှမသိဘယ် position မှမသိပဲနဲ့နည်းနည်းကြောက်စိတ်ဝင်တာမျိုးလဲဒါကြုံနိုင်တယ်အဲ့တော့ကျွန်တော်စောနာပြောခဲ့သလိုပဲအဲ့တော့အလုပ်ရှာနီနဲ့အလုပ်ရနီနှစ်ပိုင်းထဲမှာဒီရဲ့ဆောက်ထဲမှာအသေးစိတ်ကိုရှင်းလင်းရေးသားပေးထားတယ်အဲ့တော့ဒီဆောက်ကိုဘယ်လိုလူတွေဖတ်တဲ့တယ်ကိုကျွန်တော်ရင်ပြောမယ်အကုန်လုံးဖတ်တင်ပါတယ်မှတ်ချက်အသက်60ကျော်သွားတဲ့သူတွေကတော့ဖတ်ဆရာမလို့တော့ဘာလို့ဘာကြောင့်သူတို့ပင်စင်ယူသွားပြီမလို့ပါဘယ်လိုလူမျိုးတွေဖတ်တင်လဲအခုမှအလုပ်ဆောင်နေမဲ့သူတွေအလုပ်ဆိုတာဘာလဲလုပ်ငန်းခွင်ဆိုတာဘာလဲသိကျင်တဲ့သူတွေနောက်တစ်ချက်ကျွန်တော်လုပ်ငန်းခွင်ထဲမှာရှိနေပြီးသားလူတွေလည်းဖတ်ကိုဖတ်တင်တယ်ဘာကြောင့်မလို့ဖတ်ကိုဖတ်တင်လဲဆိုတော့တချို့တွေမှာလုပ်ငန်းခွင်အရွေးမှားလို့လုပ်ငန်းခွင်တွေမှာစိတ်ထဲကျနေတဲ့သူတွေတနင်္လာတောက်ကြအရန်မုန်းပြီးတော့မှမနေ့ခင်း8ခွဲတော့မဟုတ်9ကနေ9နာရီဒီလုပ်ငန်းခွင်ဝင်နေရတော့မုန်းနေတဲ့သူတွေရှိဒီလိုလူမျိုးတွေကျွန်တော်မြင်နေရတယ်အဲ့တော့သူတို့တွေရဲ့ဘဝကလုပ်ငန်းခွင်အရွေးမှားလို့ဒီရဲ့လုပ်ငန်းခွင်မှာမပြောနေတာဖြစ်ပါတယ်ဒီတော့ကိုယ့်ရဲ့လုပ်ငန်းခွင်အရွေးမမှားရလေအောင်ဒီစာအုပ်ကမဖြစ်မနေဖတ်ဖို့လိုတယ်တိကိုလည်းတိထားဖို့လိုတယ်ဒီစာအုပ်ဖတ်ပြီးတော့ပြီဆိုလို့ရှိရင်အရေးကြီးပြောနိုင်တာတခုကဘာလဲဆိုတနင်္လာနေ့မုန်းတော့မှမဟုတ်ဘာကြောင့်မို့လို့လဲဆိုတော့ကိုကမှန်ကန်တဲ့ရွေးချယ်မှုနဲ့လမ်းကြောင်းမှန်တဲ့အလုပ်ပေါ်မှာတွားခဲ့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်အလုပ်ပိတ်တော့ကျွန်တော်တို့ကစိတ်ဆင်းရဲနေမှာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်တွေကိုဖတ်ကြည့်ပါဒီစာအုပ်ထဲမှာကျွန်တော်ကိုကဘယ်လိုပုံစံမျိုးလဲဘယ်လောက်ကကိုအတွက်ပိုတင်တော့နိုင်မလဲနောက်ပြီးတော့ကိုကဘာတွေစိတ်ဝင်စားတာလဲဆိုတော့ဒီရဲ့စာအုပ်ထဲမှာအသေးစိတ်ဖော်ပြထားပြီးတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းတူတယောက်ချင်းစီကျေးဇူးတင်ပါတယ်